အလောက်ရဖို့ယာလူတို့ဖို့အတွက်မန္တန်တပုတ်တင်ပေးလိုက်မယ်တချို့ကအခုချိန်မှာအလောက်လက်မဲ့ဖြစ်တယ်နိုင်ငံခြားသွားတော့ညာလည်းအလောက်တန်းမရဘူးငုတ်တုတ်ထိုင်နေရတယ်မြန်မာပြည်မှာလည်းအလောက်မရတဲ့ပြည်အများကြီးရှိတယ်အဲ့တော့ဒီမန္တန်လေးကို108ခေါက်ရွတ်လိုက်တာနဲ့အလောက်ချင်းတွေရမယ်နော်တချို့ကကျတော့အလောက်ရတော့ညာလည်းပင်မန်းတာပဲဖတ်တယ်လေယာလူလည်းမတိုးဘူးလားစာလည်းမတိုးဘူးအလောက်နဲ့ပတ်သက်တဲ့အကျိုးအမြတ်ဖြစ်ထွန်းအောင်မြင်မှုမခံစားရဘဲနဲ့လုပ်ငန်းဆောင်တာပိုင်းမှာကိုကအပြောပဲခံနေရတယ်ဆိုတော့ဒီကာလာလေးကိုတနေ့ကို108ခေါက်ရွတ်လိုက်ရက်ပိုင်းတွင်းမှာကိုယ့်ရဲ့အလုပ်ရှင်အောင်ခုပေါ်မှာအကောင်းမြင်ပြီးတော့လာစာတိုးပေးမယ်ရာထူးတိုးပေးမယ်ကိုတိုင်ကလည်းလုပ်ငန်းခွင်ဆောင်ရွက်တဲ့အခါမှာအဆင်ပြေပြေချောချောမွေ့မွေ့နဲ့အားလုံးဆောင်ရွက်နိုင်မယ်လုပ်ငန်းနဲ့ပတ်သက်တဲ့ရာထူးဌာနန္တရာကိစ္စနဲ့ပတ်သက်တဲ့ကိစ္စတွေအထက်ကြီးကချစ်ခင်တဲ့ကိစ္စတွေလုပ်ငန်းခွင်မှာမျက်နှာပွင့်ကျင်နေဆိုရင်ဒီမန္တန်လေးကိုသာရွတ်လိုက်အလုပ်နဲ့ပတ်သက်တဲ့အဆက်ဆက်ရာအဆင်ပြေစေနိုင်တဲ့မန္တန်ဖြစ်တယ်ကိုပိုင်စည်းပွားကိုပိုင်လုပ်ငန်းလုပ်တဲ့သူတွေဆိုရင်လည်းရွတ်လို့ရတယ်ကိုယ့်ရဲ့စီးပွားရေးကိုယ့်ရဲ့လုပ်ငန်းပြိုင်ပတ်ကင်းအောင်မြင်နေစေဖို့တော့ရွတ်ရမယ်။အိုဓာပညခတိတ်ထိအိုဓာပညခတိတ်ထိဆိုတာတနေ့ကို108ခေါက်ရွတ်လိုက်108ခေါက်ဆိုတာပဋိတပတ်108လုံးပဋိနဲ့တပတ်စိတ်မှန်ဆိုလည်းရတယ်နော်။နေ့စဉ်ရွတ်ပိုကောင်းတယ်။1ရက်2ရက်3ရက်4ရက်ရွတ်လိုက်တာနဲ့ရက်ပိုင်းတွင်းကိုအချိန်တိုတွင်းကိုထိရောက်ပြီးတော့အင်တန်မှအကျိုးပေးမြန်ပြီးအစွမ်းထက်စေတဲ့ကာလမှန်တယ်ဖြစ်တယ်။အလုံးနဲ့ပတ်သက်ပြီးတော့အစင်မပြေမှုမှန်တယ်မြတ်ပပြကင်းပြပြီးတော့အလုံးနဲ့ပတ်သက်တဲ့ကောင်းကျိုးချမ်းသာမင်္ဂလာမှန်သမျှခံစားရရှိရမှာဖြစ်ပါတယ်ခင်ဗျာ